ိတ်ဆိုတာကျွန်တော်တို့အပင်ဘလောက်လောက်ပြင်ခံစားဘူးတော့ပြောရဲဆိုတော့တဲကိုဘာလို့ရတယ်တန်း1000နဲ့ကျော်အိတ်ကိုဩတော့ဒီဟာတစ်မြောင်းမှာဘလောက်ခံဒီခွဲလောက်တမြောင်းတပီခွဲပဲနော်ဒီကောင်2000ကျော်ဘလောက်လောက်ဒီဟိုကတော့ပဲမွေး1300လောက်ပဲဝင်1300လောက်1300လောက်ပဲဝင်တယ်ဒီခွဲလောက်တော့ပိုက်ကြပါလေတော့ကျွန်တော်ပြင်ပြင်းလက်တိုက်အခုအပေါ်သားကျွေးပြီလားကိုသိန်းဦးကျွေးတာတော့ဒီလိုကျွေးတယ်ပြောတယ်ခုလိုပုံစံမျိုးကိုလေဆိုတော့အပေါ်ကနေပပတိုက်ဖြူချလဲပြီးဆိုတော့တပြက်သီးလေးနဲ့ဆိုတော့တိုက်နဲ့လှုပ်ချတယ်အဲ့လိုလုပ်ပြီးဒီလောက်ချတာအဲ့လိုပြောတယ်ရတယ်ဆိုရဲအဲ့လိုကြွေးတာပဲဩလို့ကျွေးရတာကိုပြောင်းနေအေးပေါ့အခုမနစ်ကတော့ဒါဆိုအပေါ်ကျွေးလိုက်တာပေါ့ဟုတ်မင်းကအပွားကြီးတာမနစ်ကအပေါ်ကျွေးတာတော့ဖြစ်လို့ကျွေးဘယ်မနေ့ကယောဂဖြစ်လာတယ်ကျွန်တော်တို့တွေ့တော့အဲ့ဒါသုံးတော့ဖြစ်တယ်မနေ့ကတော့ပြန်မှန်းသွားအခုအဲ့မနစ်ကတော့အချိန်လေးအဲ့ယောဂဖြစ်လို့ကျွေးတဲ့အချိန်လေးဘာထုတ်လဲကျွေးလိုက်တော့ဆိုကျွေးလိုက်တော့အချိန်ကောင်းတယ်တော်တော်ကောင်းတယ်ဘယ်လောက်ဆိုကိုသိတာပါဘယ်လောက်သိတာလဲဆိုတော့ဒီက14-15ရက်လောက်ဆိုရင်တော်တော်သိတာပါဗျာ14-15ရက်လောက်ရောပွင့်တဲ့အထိကိုဒါရောမမဟုတ်လားအဆင်ပြေတယ်အဲ့ဒီချိန်ကျွေးလိုက်တာအဲ့ဒီချိန်ကျွေးလိုက်တာအဲ့ဒီချိန်ကျွေးပြီးတော့ပွင့်တဲ့အထိကိုအဲ့ဒီကများပွင့်တဲ့အထိကိုတော်တော်ကောင်းတယ်ဒီကတော့တိုင်းပုံပိုင်းနဲ့ဈေးရောက်သွားတယ်ဈေးရာကုန်ပဲဟုတ်လား2000ကျော်ရောက်ရတယ်တိုင်းပဲဒီလောက်ငင်းတယ်နိကလည်းဂိုင်းဟိုကလည်းပိတ်ချက်ထွက်လာတာနော်ဟုတ်တယ်အဲ့အောင်ဖက်ထားသည်ကျွန်တော်ဂိုင်းရတဲ့ဟာဖက်ပြီးအောင်ဖက်ပြီးရောင်းပြတယ်ဒီကင်းက3ခန်းကျော်တဲ့ဟာကြီးကျွန်တော်အကုန်လုံးဖက်ပြီးရောင်းပလိုက်ဒီကောင်ကိုကျွန်တော်ကိုသိန်းဦးရှိပါကျွန်တော်တွေ့ခဲ့တယ်ဒီကောင်တာတို့အောင်အခုသုံးထားတယ်ဂိုင်းတက်ကတော့ထွက်တယ်နော်ဟုတ်တယ်ဟုတ်တယ်ဟမ်ဂိုင်းတက်ထွက်တယ်ဂိုင်းတက်တော့ထွက်တယ်ပင်လည်းသူကအယောင်ကောင်းတယ်အပင်ရောင်လည်းတက်တယ်ဂိုင်းတက်လည်းတက်တယ်စိုးနေတာပဲပင်ရောင်နော်ဟုတ်တယ်အကိုတို့ရှိကိုကျွန်တော်တို့ကထူးခြားမှုလေးတွေပြန်မေးနေရတယ်ကျွန်တော်တို့ကလည်းတေချာဟိုမဖြစ်တော့လေကောင်းပါလေလက်တွေသုံးတဲ့လူကြတော့လေလက်တွေသုံးတဲ့လူကပိုသိတယ်ဒီကမြေစီတွေပဲကျွန်တော်မြေဒီမျိုးတာတခြားတော့မျိုးတာမျိုးတွေ့တော့တာပို့နေတယ်မင်းကမြေစီတွေတော့အပင်ရဲ့အနေထားလေးကအပင်ရဲ့ဖြစ်ပုံအနေထားလေးကမြေစီပဲတီးတဲ့သုံးတာနဲ့ဒီဓာတ်မြေဩဇာကိုကွန်ပေါင်းတို့ဘာလို့မြေစီပဲတီးတဲ့သုံးတာလဲကျွန်တော်တို့ဒီသဘာဝလေးနဲ့တွဲသုံးတာဘလို့အကိုခြုံငုံပြီးတော့ပြောကြည့်ပါလဲဆိုတော့မြေစီပဲတွဲသုံးတာမြေချင်းပေါက်တာလည်းလွယ်တယ်အပင်လေးပါယောဂဝင်တယ်လွယ်တယ်ဟုတ်ဒီကောင်ဒီသဘာဝမြေဩဇာပါတဲ့ခါကျတော့သူကဒီထဲမှာအပင်ယောဂမဝင်အောင်သုံးထားရပါတော့အဆင်ပြေဟုတ်ကဲ့ယောဂလည်းတော်တော်မဝင်ပါဗျာရွှေချောက်ပါညာကြာတယ်နေတာရွှေချောက်ကြာနေနော်မြေသီးပဲတုံးတဲ့ခင်နေရင်တော့မြေသီးပဲတုံးထားတဲ့ချန်နေမကားတုံးလို့ရှိရင်ခေတ္တနေကမြေချင်ပြီးတော့ပန်းနေမကောင်းတော့ဆေးလေးလိုက်ကြတာနည်းနည်းတက်တာတော့ဗောနော်ဆေးလိုက်ကြတာတက်တာဟိုအရင်နေ့တွေကတော့ဆေးကပုံမှန်တော့လိုက်ကြတာပဲဆေးလိုက်ကြတာရင်တူရင်တော့မှကိုသိစိတ်မညစ်က